ဗရမ ्या တွေစီချဲထားတဲ့ရွှေကိုးပိတ်တာမင်္ဂလာဝတ်စုံနဲ့တန်ဖိုးထားထိမ်းများလက်ထပ်ခံရတဲ့စိုးပြေတရုတ်ဆောင်ဟင်းဝေရံနဲ့တရုတ်ဆောင်ထက်ဆင့်အကယ်ဒမီစိုးပြေသဇင်တို့ရဲ့စူလျားရစ်ပတ်မင်္ဂလာပွဲကိုနိုဝင်ဘာလ14ရက်နေ့က Novotel Hotel မှာခမ်းနားကြီးကျယ်စွာနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ဟင်းဝေရံနဲ့စိုးပြေတို့ကရွှေစင်ရွှေသားကိုးပိတ်တာနဲ့ဗရမ ्या ရတနာစီချဲထားတဲ့မြမထိုင်မသိန်းဝတ်စုံကိုဝတ်ဆင်ခဲ့ကြတာပါ။ဗရမ ्या တွေစီချဲထားတဲ့ဗရမ ्या ပွားလေးရဲ့ရွှေစင်ရွှေသားအနုစိတ်ရွှေထမိန်လေးနဲ့ရွှေသားအတိဗရုံမာလက်ကင်ပန်းလေးကိုကင်ဆောင်ထားတာကလည်းကြက်တရေမင်္ဂလာရှိလို့နေပါတယ်။ဆိုပြကမိတ်ကပ်ဒီဇင်ဘာနေ့နဲ့လိမ့်ချက်ပြင်ဆင်ခဲ့ပြီးတော့သူမရဲ့နာမည်မှာဒဇင်ပါတဲ့အတွက်ဒဇင်ပန်းကိုလည်းပန်ဆင်ခဲ့ပါတယ်။ဒီကောင်လုံးမှာတိတ်တရာဘိုးဒဇင်ပန်းတွေဝေနေအောင်ပန်ဆင်ခဲ့တာမို့လို့ပြည့်စုံတဲ့အလှတရားတွေကိုပိုင်ဆိုင်ခဲ့ပါတယ်။မင်္ဂလာပွဲလာကြတဲ့ air ပရိသတ်တွေအွန်လိုင်းအကြည့်ရှုနေတဲ့ပရိသတ်တွေကလည်းသူမရဲ့အလှကိုငီးမောခဲ့ကြရပြီးတော့ချီးကျူးခဲ့ကြပါတယ်။မိဘနှစ်ပေါင်းကိုချစ်မြတ်နိုးတဲ့ဟင်းဝေရံနဲ့ဆိုပြေတို့ဟာသူတို့ရဲ့မင်္ဂလာပွဲမှာဟင်းဝေရံမိဘနှစ်ပါးကိုမင်္ဂလာပန်းကုန်းချီးမြှင့်စေခဲ့ပြီးတော့စိုးပြေရဲ့မိဘနှစ်ပါးကိုတော့မင်္ဂလာလက်စွပ်ဝတ်ပေးစေခဲ့ပါတယ်။သူတို့ရဲ့ဘဝမှာမိဘတွေထက်ဦးထိပ်ထားစရာပုံကိုယ်တွေမရှိတော့တာမို့လို့အခုလိုစီစဉ်ရတာလို့ပြောခဲ့ရကြမိဘတွေအားလုံးကလည်းကြည်နူးခဲ့ရပါတယ်။မင်္ဂလာပွဲမှာဟင်းဝေရံရဲ့မိခင်ဒေါ်ဟဆန်းဝင်းကလည်းတားနဲ့ချွေးမလေးအတွက်ကြည်နူးပီတိဖြစ်ရတာကြောင့်ပီတိမျက်ရည်ကျခဲ့ပါသေးရဲ့။သူတို့ရဲ့မင်္ဂလာပွဲမှာသူတို့သားသူတို့သမီးအရန်တွေဖြစ်နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့အောင်ရဲလင်းတိုင်ရွန်အေချမ်းမောင်အလင်းရောင်ထူအောင်ရှိုင်ရှိန်တင်ထူမင်းမြင့်မိုးချူလေးရတနာဘိုနဖောရထားဝေလာရီနဲ့အဲလာရွှေစင်တို့ကပျော်ရွှင်နဲ့ဆောင်ရွက်ပေးခဲ့ကြပါတယ်။နာမည်ကြီးမင်းသားနဲ့မင်းသမီးရဲ့မင်္ဂလာပွဲဖြစ်တာမို့လို့စီးပွားရေးလုပ်ငန်းရှင်တွေအပြင်အနုပညာလောကတွေကရန်အောင်ထထမိုးဦးမမိုးမြင့်အောင်ဘုံမုံရွှေဖွဖွေးဤချောဖို့နဲ့မိုးယူဆန်စားတဲ့နာမည်ကြီးမင်းသားမင်းသမီးတော်များလည်းတက်ရောက်ဂုဏ်ပြုခဲ့ကြပြီးတော့မင်္ဂလာမောင်နှံအတွက်ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ဆိုပြည့်နဲ့ဟင်းဝေရံတို့အတွက်ဟင်းဝေရံရဲ့မိဘတွေကသုံးထပ်တိုက်အိမ်ကြီးကိုမြောက်တကုံမှာဝယ်ထားခဲ့ပြီးတော့မင်္ဂလာလက်ဖွဲ့ခဲ့ကြတယ်။ဆိုပြည့်ဟာမိဘအပေါ်တည်တတ်တဲ့သမီးလိမ္မာလေးဖြစ်တာမို့လို့ဟင်းဝေရံကလည်းတန်ဖိုးထားချစ်မြတ်နိုးသလိုရောက်ခမတွေကလည်းသမီးရင်းလေးလိုမျိုးတန်ဖိုးထားချစ်မြတ်နိုးကြပါတယ်။အနုပညာလောကထဲမှာနာမည်ပြတ်မရှိသလိုဂုဏ်သိက္ခာရှိရှိရက်တည်နေထိုင်ပြီးတော့အောင်မြင်မှုရရှိခဲ့တဲ့ချွေးမလေးကိုပိုင်ဆိုင်ရတာမို့လို့ဝမ်းသာမဆုံးဖြစ်နေကြရတာပါဆိုပြဟာတန်မိုးရှိအောင်နေထိုင်ခဲ့တဲ့မိန်းကလေးဖြစ်တာမို့လို့အခုလိုတန်မိုးထားတောင်းရန်လက်ထပ်ခံရတာဖြစ်တယ်လို့အားလုံးကသုံးသပ်ခဲ့ကြပါတယ်သမီးနဲ့အတူဘယ်တော်မခွဲအတူနေထိုင်ခဲ့တဲ့ဆိုပြရဲ့မိခင်ကလည်းမင်္ဂလာပွဲပြီးချိန်မှာသမီးလေးကအိမ်ခွဲနေရတော့မှာမို့လို့ထားရစ်ခဲ့ရတဲ့အတွက်ဝမ်းနဲ့မဆုံးဖြစ်ခဲ့ရပါတယ်မင်္ဂလာပွဲမှာကလေးကမျက်ရည်မကျအောင်ထိန်းနေခဲ့ရတာဖြစ်ပြီးတော့ဟော်တယ်ကပြန်ထွက်လာတဲ့အချိန်မှာသမီးကိုတယောက်တည်းထားခဲ့ရပြီးထွက်ခဲ့ရတာရင်ကိုဓာတ်နဲ့မှုန်းတယ်လို့ခံစားရတဲ့အတွက်အရန်ကိုနောင်တရမိရဲ့မနေတဲ့အောင်လွမ်းရတယ်လို့ဝမ်းနေစကားပြောခဲ့ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်